လုံးပဲမင်္ဂလာပါ welcome to အကျchannel ဒီခါမှာတော့အကျိုး calculus မှာစာသားလုပ်ထားတဲ့ follow လေးကိုတင်ပေးမှာဖြစ်ပါတယ်အရင် tutorial တော့မဟုတ်ဒါပေမဲ့အကျိုးတက်နေရပေါ့နော်ဒီ master ပွဲနဲ့ပတ်သက်ပြီးတော့ဘုံတူတိုက်ရစလို့ရှိရင်လိုက်ကြည့်ပေးပါရှင်ဒါတော့ calculus ကိုစာပြီးရောက်တာပေါ့နော်စာရောက်ချင်းမှာ wifi ပါညာချိတ်တယ်ပြီးတော့အထဲကိုကြည့်လိုက်တဲ့အခါကျတော့လူလဲနည်းနည်းရှင်းတယ်ပေါ့နော် calculus ရဲ့အပေါ်တက်မှာစာလုပ်တာဖြစ်ပါတယ် wifi လဲရတယ်ပြီးတော့ aircon လဲအေးတယ်ပြီးရင်အရင်လဲဟိုလို noise အရင်မရှိတဲ့နေရာဆိုစာလုပ်ရတာကောင်းတယ်ပေါ့နော်ဒါလေးကတော့aesthetic အရင်ဖြစ်နေလို့ရိုက်ထားပါပေါ့နော်တော့မစားလုပ်လဲဆိုတော့ assignment စလုပ်ပါတယ်အတန်းချိန်ကမနက်ပိုင်းရှိရပေါ့နော်ညနေပိုင်းအတန်းချိန်မရှိလို့ကျေးဇူးတင်ရမယ်ပေါ့လဲဆိုတော့အဲ့ဒီ assignment ကိုလေကျွန်မနေ့လယ်12နာရီကျော်ကျော်အနေပြီးတော့စလုပ်တာဒါနေ့လယ်လောက်ကစရောက်တာပေါ့နော်ဘယ်ချိန်မှပြီးလဲဆိုတော့နောက်မှကြည့်လိုက်ပါအောင်ရှင်ဒါတော့စရောက်ပြီးအခါကျ assignment မေးခွန်းဖိုက်ပဲနေစလုပ်လို့မှမသိဘူးဖြစ်နေရပေါ့နော်အဲ့တော့ဟိုရှောက်ဒီရှောက်ရိုက်ပြီးတော့ခါကျတော့ ChatGPT တွေလည်းသုံး Google တွေလည်းခောက်ပြီးအခါကျတော့ like မှတ်ပြီးတော့ပထမဆုံး assignment စလုပ်ပါတယ်အဲ့တော့ဒီစနစ်ပတ်သက်ပြီးတော့ပေါ့နော်ဒီ research လုပ်ဖို့အတွက်စပြီးတော့တင်ရဲ့အခန်းမှာ assignment ပေးထားဒါတော့ဘေးပညာကြည့်လိုက်လို့ရှိရင်အတွဲတွေများစွာနဲ့ကြည့်လိုက်ပြီးအခါကျတော့မှအတက်လာတဲ့အတွဲတွေကိုလည်းမြင်ပြီးတော့ကျမတယောက်လေးဖြစ်နေတဲ့အခါကျတော့ဦးလေးလေးရောက်တောင်ဖြစ်နေရမယ်ကျမနဲ့ချက်ကောက်တက်လိုက်ရပါရရှင်နော်နဲ့ချက်မကောက်တက်လို့ရှိရင်ဘွားကြီးကကပဲကြီးကြားထဲမှာတော်တော်ကိုထိကျန်ဆန်နေပါတယ်ကျမကိုကဲတင်ပေးကြပါအောင်တော့စားသွားလို့ရတာလေးပြီးတော့အတွဲတွေကပျော်လိုက်ပြုံးပျော်ရွှင်မြူးပြီးအခါကျမတယောက်တည်းစားလုပ်နေရတဲ့ခံစားချက်ကိုရနေပါတယ်လောဆယ်မှာတော့ဘယ်သူမှလည်းဖော်မရှိဘူးရှေ့ကြည့်လဲကိုပဲနောက်ကြည့်လဲကိုပဲဒါပေမဲ့တော်သေးရဲ့တောင်ကန်နာကစပွဲဝိုင်းကိုရွှေ့ထားလိုက်တယ်ပေါ့နော်ပထမတော့နှစ်ယောက်ထိုင်နေထိုင်ကုန်တော့ရွှေ့မလို့ပဲဒါပေမဲ့နှစ်ယောက်ထိုင်နေထိုင်ကုန်ကကျမရဲ့ laptop ရောပြီးတော့ keyboard ရောတင်ဖို့ကအဆင်မပြေတဲ့အတွက်ကြောင့်မလို့ကျမ၄ယောက်ထိုင်နေစပွဲဝိုင်းအကြီးကိုပြောင်းလိုက်ရတယ်ပေါ့နော်ဒါပေမဲ့အဆင်ပြေသွားပါတယ်ဘာလို့လဲဆိုတော့တောင်ခုံလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျမကိုတိတ်ပြီးတော့လူတတိမထားမိဘူးပေါ့နော်ကျမစားလို့ရလေအေးစစ်စစ်ဖြစ်သွားတယ်တခုပဲရှေ့မှာလာထိုင်နေတဲ့သူတွေကိုတော့တစ်ခါတလေတော့အာရုံရောက်မိရပေါ့နော်ဒါပေမဲ့လက်ချက်တက်ထားရတဲ့အတွက်ကြောင့်မလို့အဆင်ပြေပါတယ်အဲ့တော့လောဆယ်မှာကျမရှာနေရပေါ့နော်အဲ့တော့ပထမအဖြစ်သွားလဲဆိုလေဆိုင်မမေကိုကြည်သူများတွေကတင်ပြီးလားလဲမတင်ကြသေးဘူးလားလဲမသိပြီးတော့ကြည့်လိုက်တဲ့ခါကျတော့အရှိရ research လုပ်ပြီးသား paper တွေကိုဖတ်ပြီးတော့မှကိုကလုပ်ရမယ် assignment ဖြစ်နေတယ်သူများအရှိရလဲ copy ချလို့လည်းမရဒီချက်ကြီးကကြောက်လဲအဲ့လိုအရာကိုထက်ထက်မြက်တော်လဲတော်ပါတယ် marketing အရင်တင်ခဲ့တဲ့ဒီချက်ကြီးပေါ့နော်MBA တက်မယ်ဆိုလို့ရှိရင်အစိုးရ MBA ကိုတက်မယ်ဆိုလို့ရှိရင်တော့ဒီအစိုးရကျောင်းနေရပေါ့နော်စီးပွားရေးတက္ကသိုလ်ကျောင်းနေကဆရာမကြီးတွေနဲ့တင်ရပါမယ်ကျမကတော့ Manly MBA ကပါရှင်အခုဝင်ခွင့်နေပြန်ခေါ်မယ်လို့ကြားထားပါတယ်ဝင်ခွင့်ခေါ်တဲ့အခါမှာဘာကြီးလိုအပ်လဲဆိုတော့ဗီဒီယိုလေးနဲ့လည်းတင်ပေးမယ်အခုလည်းလိုအပ်တာလေးကိုပြောပြပေးပါမယ်ပထမဆုံးပေါ့နော် MBA တက်မယ်ဆိုလို့ရှိရင်သူတို့ကဝင်ခွင့်ခေါ်တယ်ဝင်ခွင့်ကိုမန္တလေးမိထီလာပြီးရန်ကုန်မုံရွာပြီးတော့စကိုင်းတမဝိုင်မှာတက္ကသိုလ်ဆိုပြီးတော့ပေါ့နော်အဲ့ဒီတက္ကသိုလ်တွေကနေပြီးတော့ဝင်ခွင့်ခေါ်ပါတယ်ကျမတို့ကတော့MBA ကိုစနေတင်ဝင်နေတာပေါ့နော် online နဲ့တင်တာပါဆရာမကြီးတွေကတော့ဒီမိလာစီပွားရေးကဆရာမကြီးတွေတင်ပြအရန်ကောင်းပါတယ်ဒါပေမဲ့ तू ကတက်ချင်တိုင်းတက်လို့မရဘူးဝင်ခွင့်အောင်ပြီးတော့မှတက်လို့ရတာပေါ့နော်အဲ့ဒီဝင်ခွင့်ဖြည့်မယ်ဆိုလို့ရှိရင်ကိုကသူခေါ်တဲ့အချိန်မှာရှောက်ပြီးတဲ့ခါကျဝင်ခွင့်ကိုရေးဖြည့်ရောဘိုင်ဘာရောပေါ့နော်နှုတ်ဖြည့်ရောအောင်မဒါလင်းကိုကတက်ခွင့်ရတာပေါ့နော်အဲ့တော့တစ်ခါခေါ်လို့ရှိရင်လည်းကျမတို့ MBA Manly Campus ဆိုလို့ရှိရင်အယောက်90ကျော်ပဲရှိရဲ့မိလာဆိုလို့ရှိရင်လည်းအယောက်100ကျော်ပေါ့နော်သူနိုင်တလောက်ပေါ့နော်တက်နိုင်တစ်ပိုင်းနဲ့သင်ပေးရဖြစ်တယ်အဲ့တော့အများကြီးတဲ့ကနေမှကိုကတက်ချင်နေအောင်တက်ချင်တဲ့အတွက်ကြောင့်မလို့စူးစမ်းရတယ်ဒီအရွေးခံရဖို့အတွက်လည်းအကုန်လုံးပြင်ဆင်ထားရတယ်ပေါ့နော်ကျမဆိုလို့ရှိရင်နှစ်နေရာလျှောက်တာမိထီလာတနေရာအရင်လျှောက်လိုက်တယ်လျှောက်ပြီးတော့အခါကျတော့မိထီလာမှာတကယ်လို့ပေါ့နော်တခုချော့ခဲ့သည်ရှိတော့ဆိုပြီးတော့ကျမ Manly MBA ကိုပါလျှောက်လိုက်တယ်တကယ်တော့ပတ်စံကုန်တာတော့နှစ်ခါတော့ကုန်သွားတယ်ပေါ့နော်ဒါပေမဲ့အခုအဆင်ပြေသွားတာက Manly MBA မှာတက်ခွင့်ရတယ်ကျောင်းအပ်တာဘာညာဆိုလို့ရှိရင်ကျမက Manly ရဆိုတော့ Manly ကိုပဲဒီကျောင်းအပ်လိုက်လို့ရှိရင်ရတယ်ပေါ့နော်ဒါကတော့အားတာချက်တစ်ခုပေါ့နော်ဒါအခု
ဘူးဆိုလို့ရှိရင်ဒါ assignment လုပ်နေရပါတော့ assignment ဆိုလို့ရှိရင်လည်း Google Classroom ကနေပြီးတော့ teacher ကြီးနေရာချပြီးအခုဒီ research တင်တဲ့ teacher ကြီးဆိုလို့ရှိရင်သူက Harvard ကနေပြီးတော့ပေါ့နော်သူလက်ချပို့ချခံထားရတာပေါ့နော်ပို့ချခံပြီးတော့သူက Harvard University ထွက်ကျောင်းသူဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အတွေ့အကြုံတွေ sharing လုပ်ပေးရတဲ့အခါမှာလည်းအရင်အနှစ်တာရရှိရပေါ့နော်ပြီးတော့ကိုတိုင်းဒီစာလောက်ရတဲ့အချိန်မှာလည်းပို့ပြီးတော့အလေးလေးနက်နက်ရှိလာတယ်လို့ခံစားရတယ်ပေါ့နော်ဒါကတော့ကျွန်မခေါင်းပူလာတယ်လို့ထင်လို့ရှိရင်အဲဒီဖြော်ရည်လေးတောက်လိုက်တယ်ဖြော်ရည်တစ်ခွက်မှာတိုင်းဆိုတာပေါ့နော်ဆိုတာတစ်ခွက်မှာထားပြီးတော့တောက်လိုက်ပါတယ်အဓိကကျွန်မထမင်းစားပြီးတဲ့အချိန်ဆိုတော့လေတခြားမုန့်တွေလည်းမစားချင်တာနဲ့ပဲအဲဒီဆိုတာလေးတစ်ခွက်မှာလိုက်တာပေါ့နော်တစ်ခွက်မှာပြီးတော့ထိုင်တယ်လို့ပြောပါနေရှင်ကျွန်မလေးစိတ်နဲ့ကိုယ်နဲ့မနေ့ကအောင်လို့လုပ်ထားတယ်ဘာလို့လဲဆိုဒီ assignment ရေးနေရကွာ total မှာ paper က3ရက်လောက်ပဲထွက်တာအဲဒီ word file နဲ့ဒါပေမဲ့လေအဲဒီဟာကိုကျွန်မအချိန်တော်တော်ကြာဟိုပဲဟိုစာဖတ်ဒီစာဖတ်အကုန်လုံးဟိုခေါင်းစဉ်တစ်ခါရှာရတာဟိုလေအချိန်1နာရီကျော်2နာရီလောက်ကုန်သွားတယ်ကျွန်မဘယ်ခေါင်းစဉ်ရေးမလဲဘာခေါင်းစဉ်ရေးရမလဲဆိုတာတွေးနေရပါတော့ကိုကလည်း marketing နဲ့တောင်းပြီးထားတဲ့အကြောင်းသူဆိုတော့ငါ marketing ပဲရေးမယ်ဆိုပြီးတော့ပေါ့နော်အဲဒီ marketing နဲ့ဆိုင်တဲ့တိုက်တယ်ရှာတာဒါပေမဲ့တခုကောင်းတာကဒီတိုက်တယ်ကကိုကတိစစ်လုပ်တဲ့အခါမှာတဲ့ဒီတိုက်တယ်မသုံးလိုက်ရတယ်ပေါ့နော်ဒါပေမဲ့အဆင်ပြေအောင်လို့ဆိုပြီးတော့ကျွန်မတိုက်တယ်2ခုရှာပြီးတဲ့အခါကျတော့အခုဒီတစ်ခုကိုထည့်ပြီးရေးကြည့်ရပေါ့နော်ရေးရဆိုပေမဲ့လည်းဟိုလိုကြီးခေါင်းစဉ်အပြီးထိရေးရမျိုးမဟုတ်သေးဘူးအခုမှပေါ့နော်ဘယ်လိုပြောရမလဲအစပြိုးတဲ့အခြေအနေလောက်ပဲရှိသေးတာhonestly ကျွန်မsecond year ကျောင်းသူပါနော်ဒါ MBA ကို office ရထင်မှာဆိုလို့ဒါ2နှစ်တာရပါကျွန်မ second year ရောက်တိုင်း second year ကျောင်းသူပါရှင်အဲကြောင့်မလို့တီးစစ်နဲ့ပတ်သက်ပြီးတော့ပြပြနေရဖြစ်ပါတယ်ကျွန်မလည်းအရင်တက်ကျွမ်းနေရတော့မဟုတ်ပေမဲ့ပေါ့လေကျွန်မတည်တဲ့လောက်လေးပြန်ပြီးတော့ sharing လုပ်ပြရပါဒါဆိုလို့ရှိရင်ကျွန်မစာရေးပြီးတော့စာရေးမှတ်နေရပါတော့အဲ့တော့မှတ်ပြီးတော့ဘာလုပ်ရလဲဆိုတော့ကျွန်မဘာရေးမယ်လဲပြီးတော့ outline ချရတယ်ချပြီးတော့မှဒါတွေထည့်တင်တယ်ဒါတွေမထည့်တင်ဘူးပေါ့နော်ပြီးအခါကျရင်ဒီ variable ဘယ်နှခုရှိတဲ့နဲ့ dependent independent ဆိုပြီးတော့နှစ်မျိုး꿰တာပေါ့ဒါတွေကလေဒါတီးစလုပ်တဲ့သူတွေဆိုလို့ရှိရင်တော့နားလည်မှာပေါ့နော်နောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုဒီ data တွေကောက်ရမယ် data ကောက်ပြီးတော့မှ SPSS software တွေကိုထည့်ပြီးတော့ဒီ upgrade ဖြစ်မဲ့ဖြစ်ပေါ့နော်ဒါတွေလည်းပါလာပြီပေါ့ဒါတော့ကျွန်မခေါင်းအရန်ပူရဲကွယ်တည်ရမလားဟိုရေးလိုက်မှတ်လိုက်နေဆိုအရှိမ laptop ကြီးချထားပေးမယ်ဟာလီမစိတ်ကလည်းလေလွင့်သွားတာလည်းရှိရပါတော့ပြီးတော့နည်းနည်းလေးကြားလာပြီဆိုတဲ့အခါကျတော့ကျွန်မဘေးပညာကိုကြည့်လိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့အကုန်လုံးအတွေ့အကြုံရှိပဲဖြစ်ရှင်တော့ site တစ်ဆိုင်လုံးနီးပါအဲ့ဒီအချိန်မှာအကုန်လုံးဒီtable အကုန်လုံးပြည့်လူနီးပါဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်မ break လိုက်တယ် break ပြီးတော့ခါကျအကုန်လုံးကြည့်ရဲအဲ့ဒါပြီးတော့ဘာလို့လဲဆိုတော့ toilet ခဏတက်လိုက်တယ်